ပြီးခဲ့တဲ့အောက်တိုဘာလ16ရက်နေ့ကထိုင်းနိုင်ငံစမုစခွန်ခရိုင်မဟာချိုင်နေမြေလူနေတန်းရန်တစ်ခုမှာအလုသမားလက်မှတ်ပြုလုပ်ဖို့တစုတဝေးစောင့်ဆိုင်နေချိန်မှာထိုင်းအာဏာပိုင်တွေရဲ့ဖမ်းဆီးတာကိုခံခဲ့ရတာဖြစ်ပါတယ်။လက်ရှိမှာတော့ဒီလူတွေအားလုံးကိုထိုင်းနိုင်ငံရဲ့ဥပဒေအတိုင်းအရေးယူထားပြီးမကြာခင်မှာမြန်မာနိုင်ငံကိုပြန်ပို့ဖို့ရှိရလို့အလုသမားအရေးဆောင်ရွက်နေတဲ့ကိုရေးမင်းကဆိုပါတယ်။ဒီ130ယောက်ကပထမပိုင်းတော့သူရစကန်ချုပ်ပြန်လာချားတယ်ပေါ့နော်။နောက်ရက်ကျတော့တချို့တော့ကို IDC အချင်းတောင်ထိုင်းလောက်ကထောင်ပို့လိုက်တယ်။တချို့တော့ကိုကြတော့ဒီစမုစာကောခရိုင်ပေါ့မဟာချိုင်နေရဲ့ဆိုင်လောက်ကပေါ်မောင်ရုံပို့လိုက်တယ်။နောက်ဆုံး average ကသူတို့တော့ဒီမှာပြန်ပို့မှာပေါ့။ဒီပြန်ပို့မှာမလို့သူတို့အဲ့လိုနေရာမှာထားတာပေါ့။အကုန်လုံးအတူတူပဲသူတို့အကုန်လုံးမြန်မာပြည်ပြန်ပို့ခံရမှာပဲ။လောလောဆယ်ခုနနေရာကိုခွဲထားလိုက်တဲ့သဘောပဲပေါ့နော်။ထိုင်းအလုသမားဝင်ကြီးဌာနကထိုင်းနိုင်ငံအတွင်းအထောက်အထားမဲ့အလုသမားတွေကိုအော်တိုဘာလ15ရက်နေ့ရစတင်ကတရားဝင်အလုလုပ်ခွင့်လျှောက်ထားခွင့်ပြုမယ်လို့ဆိုပြီးအော်တိုဘာလ16ရက်နေ့မှာတော့နေဆက်ပြဿနာကိုအကြောင်းပြကလျှောက်ထားခွင့်မပြုတော့ဘဲအကန့်အသတ်မရှိရက်ဆိုင်ကြောင်းကြေညာလိုက်တာပါဒီလိုအခြေအနေမှာအော်တိုဘာလ16ရက်နေ့မှာပဲမြန်မာနိုင်ငံသားအလုသမားတွေဟာတရားဝင်အလုလုပ်ခွင့်အတွက်လျှောက်ထားဖို့စောင့်ဆိုင်းနေချိန်ဖမ်းဆီးတာကိုခံခဲ့ရတာပါဖမ်းဆီးခံရသူအားလုံးနီးပါးဟာမြန်မာနိုင်ငံရဲ့စစ်မှုထမ်းအသက်အကျုံးဝင်တဲ့အသက်20ဝန်းကျင်အရွယ်တွေဖြစ်တာကြောင့်မြန်မာနိုင်ငံဘက်ကိုပြန်ပို့ခံရရင်စစ်တပ်ဘက်ကိုပို့ခံရနိုင်တယ်လို့ဆိုကြပါတယ်။အလုသမားအရေးဆောင်ရွက်ပေးသူတွေနဲ့အမျိုးသားညီညွတ်ရေးအစိုးရNUGဌာနကတော့ဖမ်းဆီးထားတဲ့မြန်မာနိုင်ငံသားတွေကိုပြန်လွှတ်ပေးဖို့ထိုင်းအာဏာပိုင်တွေနဲ့အစိုးရတွေစီစာတင်ပြီးတောင်းဆိုထားတယ်လို့ပြောပါတယ်။